မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ12ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့ KIA ကိုထိန်းညှိကျင်းပကရှမ်းပြည်ပြည်သူ့စစ်နဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SNA တို့ကိုလက်နက်အပြည့်စုံတပ်ဆင်ပေးတဲ့လို့တိုင်းလိုက်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌစိုင်းထေးအောင်ကပြောဆိုလိုက်တဲ့သတင်းထိုင်းကမ်ဘောဒီးယားနယ်စပ်မှာအပြန်အလှန်တိုက်ခိုက်နေကြတာကြောင့်ဆိုးရွားစွာထိခိုက်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေကိုကူညီထောက်ပံ့ပေးဖို့ထိုင်းဆိုရကပြည်စုံကျေပြန့်တဲ့ဘဏ္ဍာရေးနဲ့ထောက်ပို့အကူအညီအစီအစဉ်တွေကိုပြင်ဆင်နေရဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KIA ကိုထိန်းညှိကျင်းပကရှမ်းပြည်ပြည်သူ့စစ်နဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SNA တို့ကိုလက်နက်ပြည့်စုံတပ်ဆင်ပေးတဲ့လို့တိုင်းလိုက်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌစိုင်းထေးအောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။မြန်မာတပ်မတော်အနေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုထိန်းညှိကျင်းပကရှမ်းပြည်ပြည်သူ့စစ်နဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SNA တို့ကိုလက်နက်အပြည့်စုံတပ်ဆင်ပေးတဲ့လို့တိုင်းလိုက်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှာဥက္ကဋ္ဌစိုင်းထေးအောင်က CNI သတင်းဌာနကိုပြောပါတယ်။အဲ့ဒါလည်းသမုတ်ဒီတက်ကဝယ်ယူတက်ကတော့ကျွန်တော်အမြင်ကတော့ဒီကျွန်တော်တို့ကချင်ပြည်နယ်မှာ KIA အနေနဲ့ဆွေးနွေးမှုနိုင်ရပြီဆိုတော့သူ့ရဲ့မွေးထားတဲ့ကလေးတွေပဲစကိုင်းတိုင်းမကွေးတိုင်းတော့ PDF တွေတော်တော်များများကတော့ဒီဘက်က KIA ကိုပဲအဓိကကန်ရမှာဖြစ်ပါတယ်။အဲ့ဘက်ကညီညီချင်းချင်းဖြစ်သွားအောင်ဆိုရင်လည်းချမ်းနီဒေတာမှာရှိတဲ့ချမ်းနီလူမျိုးတွေကိုပေါ့ဗျာနိုင်ငံတော်ချမ်းနီလူမျိုးတွေကတော့နိုင်ငံတော်ရဲ့ဘယ်တော့တစ္ဆာမဖောက်ခဲ့ဘူးနိုင်ငံတော်ပြည့်စည်မဲ့ရေးတယ်ဘယ်တော့မှလုပ်ခဲ့ဘူးတဲ့လူမျိုးမဟုတ်ဘူး။အဲ့ကကျတော့ KIA ကိုထိန်းညှိကျင်နေဆိုရင်အခုရှမ်းပြည်လူမျိုးတွေကပြည်သူ့ရှိမယ် SNA ရှိမယ်အဲ့ဒါလေးကိုလက်နက်အပြည့်စုံတပ်ဆင်ပေးပြီးမှလုပ်ပေးခဲ့တယ်ဆိုရင် KIA ကိုနိုင်ငံရေးစစ်ရေးရတော့နိုင်ထိန်းညှိသွားနိုင်မယ်လို့တော့ကျွန်တော်ပြောချင်တယ်အဲ့ဒါတွေ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိဗမောက်မြို့ကို KIA PDF ကဒူးပူပေါင်းတပ်ဖွဲ့တွေက2025ခုနှစ်စက်တင်ဘာ20ရက်ကသိမ်းပိုက်ခဲ့ပြီးနောက်မြို့နယ်စီယုံရဲစခန်းထွေအုပ်ရုံးအစရှိတဲ့ဌာနဆိုင်ရာတွေကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။အဲဒီလိုကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စကိုင်းတိုင်းကတာခရိုင်တဲကဗမောက်မြို့ကိုမြန်မာတပ်မတော်နဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SNA တို့ပြန်လည်ဝင်ရောက်လာလျက်ရှိပြီးဟိုတယ်တွေရှိတဲ့နေရာအထိ SNA ဘက်ကပြန်လည်ရယူထားနိုင်ပြီဖြစ်ကြောင်းလည်းသိရပါတယ်။ KIA PDF ပူးပေါင်းတပ်ဖွဲ့တွေဟာတက်ဆုပ်ကြတဲ့အခါမှာတော့အစာအုပ်တွေကိုမိရှို့ပြီးတက်ဆုပ်ကြတဲ့အတွက်ဗမောက်မြို့ဟာပြပုံတစ်ခုတစ်ဖွဲဖြစ်တော်မယ်လို့လည်းတိုင်းနိုင်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌစိုင်းထေးအောင်ကပြောပါတယ်။နိုင်ငံတော်အနေနဲ့နိုင်ငံချင်းချင်းရဲ့အတွက်ရှမ်းပြည်လူမျိုးတွေကိုလက်နက်တပ်ဆင်ပေးမယ်ဆိုပါကအများကြီးအကျိုးရှိနိုင်ကြောင်းလည်းသူကပြောပါတယ်။ဒီခင်တော့ကလည်းလုတ်ခဲ့ဘူးတဲ့အဲ့ဒီလိုမျိုးကိုယ်တည်းရင်းဆိုင်မြူပြင်ပေါ့နော်။အရှမ်းပြည်လူမျိုးတွေကိုလက်နက်တပ်ဆင်ပေးတဲ့အတိုင်းတာလေးတွေလုပ်ပြီးမှ KIA နဲ့ညီဆိုင်စကားပြောတဲ့အတိုင်းတာလေးရှိခဲ့ဘူးလေဆိုတဲ့ခါကျရင်ယနေ့အချိန်မှာရှမ်းပြည်ရဲ့အင်အားကြီးတရားရှိတာပြီဒါပေမဲ့လိုအပ်တာတော့လက်နက်ပဲနိုင်ငံတော်ကချမ်းပြည်လက်နက်တပ်ဆင်ပေးမယ်ဆိုရင်တော့ဒါနိုင်ငံငင်းချိုင်းတဲ့ကိုအများကြီးအကျိုးရှိနိုင်ပါတယ်တိုင်းနာချင်းချင်းရန်တိုက်ပေးတာတော့မဟုတ်ဘူးနိုင်ငံငင်းချိုင်းအတွက်တော့လှုပ်ဆောင်ပေးတင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နိုင်ငံရေးကတော့သူတို့ကိုကျွန်တော်တို့အများကြီးစကားပြောလို့ရပါတယ်ဒီဘက်ကလည်းအပြည့်စုံရှိပါဆိုပို့လို့ပြောအားရှိတာလက်ရှိမှာ KIA ဟာရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးတို့အထိအင်အားတိစောက်ပြီးလှုပ်ရှားလာခဲ့အောင်အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအဖြစ်ရပ်တည်ရရှိတာပါလက်တလုံးမှာတော့စကိုင်းတိုင်းဒေသကြီးအတွင်းရှိဗမောက်ပင်လယ်ဘူးအင်းတော်ရွှေပြည်အိမ်ခမ်းပတ်စတဲ့မြို့နယ်တွေကို KIA PDF ကထိန်းချုပ်ထားပြီးအဲဒီကတဆင့်ဟုံမလင်းကတာဖောင်းပြင်းထိချိုက်ကောလင်းစတဲ့မြို့တွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ပြင်ဆင်လျက်ရှိနေတာပါဟုံမလင်းမြို့ကိုထိန်းချုပ်နိုင်မှာကKIA ဟာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတကြောလုံးကိုထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့ကတာမြို့ကိုထိန်းချုပ်နိုင်မှာကကောလင်းထိချိုက်ကမ်ဘလူကိုထိန်းချုပ်နိုင်ကျိုးပန်းလာနိုင်တယ်လို့စစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။အဲဒီနောက် KIA ဟာကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်စတဲ့မြန်မာနိုင်ငံရဲ့အနောက်မြောက်ဒေသတခြားလွတ်မြောက်ရေးကိုကြိုးပမ်းနေကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ SNA ဟာ1989ခုနှစ်ဇူလိုင်9ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးအဲ့ဒီအချိန်ကအာမကောင်းခဲ့ပေမဲ့လေအခုမျက်မှောက်ခေတ်မှာတော့အင်အားကြီးလာသလိုနေမြေတော်တော်များများလဲလှုပ်ရှားလာနေနိုင်တာကိုတွေ့ရပါတယ်။လက်ရှိမှာ SNA ဟာတပ်မဟာ9ခုကိုဖွဲ့စည်းထားတာပါ။တပ်မဟာ953ဟာစကိုင်းတိုင်းဒေသကြီးဟုံမလင်းမြို့နယ်ဖောင်းပြင်းမြို့နယ်ပင်လယ်ဘူးမြို့နယ်ရွှေပြည်အေးမြို့နယ်ချင်းတွင်းမြစ်တလျှောက်
မေဂင်အဆက်တိလှုပ်ရှားပါတယ်။တပ်မဟာ9ခုနှစ်ဟာစကိုင်းတိုင်းဒေသကြီးဟုံမလင်းမြို့နယ်နန်တော်စံပြကျေးရွာမှာဥရုချောင်းတစ်လျှောက်ဆယ်စင်းဖကန့်အင်းတော်ကြီးတစ်လျှောက်ကားမိုင်းဒေသစတဲ့နေမြေတွေမှာလှုပ်ရှားတာပါ။တပ်မဟာ89တစ်ကတော့စကိုင်းတိုင်းဒေသကြီးမော်လိုက်မြို့နယ်တောင်တူချင်းတွင်းတစ်ဖက်ကန်းတနတ်မြို့တဲ့တမူးမြို့နယ်ကလေးမြို့နယ်အိန္ဒိယနယ်စပ်တို့မှာလှုပ်ရှားပါတယ်။တပ်မဟာ614ဟာစကိုင်းတိုင်းဒေသကြီးဗမောက်မြို့နယ်အင်းတော်မြို့နယ်ဝင်းတို့အဆက်နဲ့အထက်ကချင်ပြည်နယ်တန်လန်းရိုးတစ်လျှောက်လှုပ်ရှားတာပါ။တပ်မဟာ965ကတော့ကချင်ပြည်နယ်မိုးညင်မိုးကောင်းနဲ့အင်းတော်ကြီးဒေသတို့မှာလှုပ်ရှားလျက်ရှိပါတယ်။အစိုးရတပ်လက်ထက်မှာအမျိုးသားရင်ကြားစစ်ရေးကိုကနအူဦးစားပေးလှုပ်ဆောင်တင်တယ်လို့စစ်ရေးနဲ့နိုင်ငံရေးကဲခတ်တွေကအကြံပြုပြောကြားလိုက်တဲ့တဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။မြန်မာနိုင်ငံမှာရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမဲ့အစိုးရတစ်လက်ထက်မှာမြို့သားရင်ကြားစစ်ရေးကိုကနဦးဦးစားပေးလှုပ်ဆောင်တင်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးကက်ခတ်တွေကအကြံပြုပြောကြားခဲ့ကြပါတယ်။နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့အမျိုးသားရင်ကြားစစ်ရေးအတွက်နိုင်ငံတော်အစိုးရအနေနဲ့ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအာဆီယံအလှည့်ကျဥက္ကဋ္ဌလာအိုနိုင်ငံရဲ့အာဆီယံအထူးကိုယ်စားလှယ်မစ္စတာခစ်တခွန်နဲ့တွေ့ဆုံစဉ်ဇန်နဝါရီ10ရက်နေ့ကပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်ပြည်သူတွေလိုလားတဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာရှိစေရေးတပ်မတော်အနေနဲ့အခိုင်အမာရည်တည်ဆောင်ရွက်လျက်ရှိကြောင်းသူကပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲမတိုင်မီ905ကကြီးလိုနိုင်ငံရေးအမှုနဲ့ပတ်သက်ပြီးလူငင်းခွင့်ပေးတာကိုတွေ့ရတဲ့အတွက်ဒီမိုကရေစီရွေးကောက်ခံအစိုးရပေါ်လာရင်အမျိုးသားရင်ကြားစေရေးပေါ်ပေါက်လာနိုင်ကြောင်းရန်ကုန်တိုင်းဒေသကြီးထောက်ပုံမြို့နယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကျော်ထက်က CNN သတင်းဌာနကိုပြောပါတယ်။ ဒီရွေးကောက်ပွဲဆိုတဲ့အရေးတစ်ခုဟောဒါရွေးကောက်ပွဲမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးကပြည်ပခါတွေအလွန်မှာစတင်ပြီးတော့ရွှေလျားမှုမရှိဘူးလို့သုံးသပ်လို့ရတယ်ဒီရွေးကောက်ပွဲရှင်မှာဘာဖြစ်သွားလဲဆိုတော့အားငါကကြီးတွေပေါ့ဗျာနိုင်ငံရေးမှုပေါ့လားဒါနဲ့ပတ်သက်ပြီးတော့မှလူငင်းချမ်းသာခွင့်ပေးတာကိုကျွန်တော်တို့သိရတယ်ပေါ့ကနဦးဒါဘာပဲပြောနိုင်ငံရေးသမားတွေအပေါ်မှာဖြည့်ရှုံးမှုတစ်ခုဖြစ်တယ်ပေါ့ဒါကလည်းရွေးကောက်ပွဲနဲ့ဆက်နွယ်ပြီးတော့မှအင်းကြီးတစ်ခုဖြစ်တယ်နောက်ဆက်တွဲရွေးကောက်ပွဲအလွန်ပေါ့ဒီနိုင်ငံရေးဖြည့်ရှုံးမှုတွေရှိရဆိုလို့ရှိရင်ဒီဝိသရင်ကြားစီကိုကြွကြားနေမှုအပေါ်မှာသဘောထားပြော့ပြောင်းတဲ့ကြိုင်တွယ်မှုတွေဒီမိုကရေစီရွေးကောက်ခံအစိုးရပေါ်လာလို့ရှိရင်ပေါ်ပေါက်လာနိုင်တယ်လို့ကျွန်တော်သုံးသပ်မိတယ်ပေါ့နိုင်ငံတကာလက်ခံတဲ့နိုင်ငံရေးအခင်းအကျင်းတစ်ခုပြန်လဲပေါ်ပေါက်လာနိုင်တယ်ဒီချိန်မှာပညာရေးပွဲတွေပြန်လဲအထားမရောက်လာနိုင်တယ်ပေါ့ရွေးကောက်ပွဲအလုံးမှာတိုင်းနာတွေနဲ့အစိုးရနဲ့ကြားနိုင်ငံရေးသမားတွေနဲ့အစိုးရနဲ့ကြားနိုင်ငံရေးသမားတွေရောအစိုးရတွေရောကအလွန်အသီးသီးပညာရှင်အသီးသီးရောတိုင်းနာတွေရောပါဝင်ပြီးတော့ဆွေးနွေးတဲ့ဟာကအခုပြပခဖြစ်နေတဲ့ကာလမှာဆွေးနွေးမှုကတိတ်အရာမရဘူးလို့မြင်နေတယ်ကောက်ပွဲပြီးလို့ရတာအစိုးရပေါ်ပေါက်လာတဲ့အချိန်မှာတော့ဒီတက်မတော်နဲ့အစိုးရနဲ့အကွဲပြားသွားမယ်ပေါ့အဲ့လိုကွဲပြားသွားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးနိုင်ငံရေးအခင်းအကျင်းတွေနဲ့ကိုယ့်ရဲ့နိုင်ငံရေးယူဆချက်တွေကိုဆွေးနွေးတဲ့အခါမှာပိုပြီးတော့ပွင့်လင်းမြင်သာမှုရှိပြီးတော့ရလက်ကောင်းတွေပို့ပြီးတော့မှဖြစ်နေတဲ့အခြေအနေတွေအများကြီးတာလွန်လာနိုင်တဲ့အတွက်ကျွန်တော်အမျိုးသားရင်ကြားစိတ်ကြီးအတွက်ဒါကကနဦးခြေလှမ်းတွေဖြစ်တယ်ရာသသက်ကြီးပုံမှာ905ကာကြီးနဲ့ထွက်ပြေးတိမ်းရှောင်နေတာကြောင့်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ912နဲ့တရားစွဲဆိုခံရသူ9580ဦးရဲ့ကြားနာစစ်ဆေးဆဲအမှုတွေကိုပိတ်သိမ်းကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာအမိန့်အမှတ်12/2025နိုဝင်ဘာ26ရက်မှာထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံရေးလောကမှာအမျိုးသားရင်ကြားစေရေးကိုပြီးခဲ့တဲ့လက်ထက်တွေမှာလည်းလှုပ်ဆောင်ခဲ့ကြပေမဲ့လည်းအောင်မြင်တဲ့လောက်မအောင်မြင်ခဲ့ကြောင်းပြည်သူ့ပါတီ PP ဥက္ကဋ္ဌဥက္ကိုကြီးက CNN သတင်းဌာနကိုပြောပါတယ်။နိုင်ငံတိုင်းပြည်ပခညီမနေတဲ့အချိန်မှာဒီ digital ကြီးမှုတွေကလည်းများတော့နှစ်ဖက်စစ်ခံစားမှုတွေကလည်းတော်တော်ပြင်းထန်တယ်။အဲ့ဒီအခြေအနေမှာငြိမ်းချမ်းရေးလုပ်ရတာကတာမန်အခြေအနေအတွက်တော့ခက်ခဲတာမှန်တယ်။ဘာပဲဖြစ်ဖြစ်ငြိမ်းချမ်းရေးမရှိဘဲတည်ငြိမ်ရေးမရှိဘဲနဲ့ကျန်တဲ့ကွန်ပျူတာတိုးတဲ့ရေးလို့ဘာလို့ဆိုတဲ့ကိစ္စလည်းမလွယ်ဘူး။ဘယ်တော့ပဲထိခိုက်ပျက်စီးမှုတွေနာကျင်မှုတွေရှိငြိမ်းချမ်းရေးကတော့ဦးစားပေးလုပ်ရမယ်လို့ပဲမြင်ပါတယ်။အရင်ဆုံးတော့ငြိမ်းချမ်းရေးပေါ့အမျိုးသားရင်ကြားစီရေးဆိုတာကဒါပြီးခဲ့တဲ့လက်ထက်ဒီမှာလည်းလုပ်ခဲ့ကြတာပဲသို့တော့အောင်မြင်တဲ့လောက်မအောင်မြင်ဘူးအဲ့ဒါကဘာလဲဆိုတော့အဓိကအခက်အခဲဖြစ်နေတာကပြီးခဲ့တဲ့အစိုးရလက်ထက်နှစ်ဆက်မှာဆိုလို့ရှိရင်တော့ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကိုဆောင်ရွက်တာမှာထိထိရောက်ရောက်ပြည်ပြင်ပြောင်းလဲမှုတွေမဖြစ်နိုင်ခဲ့ဘူးမြန်မာနိုင်ငံမှာရွေးကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်မှာတော့အပိုင်း2ကို၎င်းဇန်နဝါရီနောက်ဆုံးပတ်မှာအပိုင်း3ကို၎င်းကျင်းပသွားမှာဖြစ်ပါတယ်အမျိုးသားရင်ကြားစေရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်တိုင်းမှာပါဝင်တဲ့ပါဝင်တိုက်သူတွေပါဝင်ခွင့်ရရှိရေးဥတီဆောင်ရွက်သွားကြဖို့ဒေါ်ဆန်းစုကြည်ကနိုင်ငံတော်သမ္မတအိမ်တော်မှာကျင်းပခဲ့တဲ့အမျိုးသားရင်ကြားစေရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာနဖွဲ့စည်းရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့ပူပါတယ်ရွေးကောက်ပွဲပြီးပေါ်ပေါက်လာမယ့်အယက်သားအစိုးရတစ်တရက်အနေနဲ့ဘလို့မူဝါဒတွေကိုဖြေလျှော့သွားတင်တယ်လဲဆိုတဲ့အပေါ်
နိုင်ငံရေးပါတီတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကြားဆွေးနွေးလျက်ရှိနေတဲ့ဆွဲသတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါမြန်မာနိုင်ငံမှာရွေးကောက်ပွဲပြီးပေါ်ပေါက်လာမယ်အရက်သားအစိုးရတည်တည်အနေနဲ့ဘလို့မူဝါဒတွေကိုဖြေလျှော့သွားတင်တယ်လဲဆိုတဲ့ပေါ်နိုင်ငံရေးပါတီတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကြားဆွေးနွေးလျက်ရှိနေပါတယ်။ရွေးကောက်ပွဲလုံးတက်လာမယ်အစိုးရကလူမှုဘဝပြန်လည်ထူထောင်ရမှာနိုင်ငံရေးတည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်ငြိမ်းချမ်းရေးကိစ္စရပ်တွေကိုဦးစားပေးလှုပ်ဆောင်သွားတင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအတွင်တရမျိုးဖွဲ့စည်းပါကနိုင်ငံရေးနဲ့စစ်ရေးအကြက်တဲတွေကိုဖြည့်ရှင်းနိုင်မယ်လို့နိုင်ငံရေးပါတီတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်။ရွေးကောက်ပွဲလုံးပေါ်ထွန်းလာမယ့်အစိုးရတရက်ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ပုံမှန်တွေကိုညှိနှိုင်းပြင်ဆင်ခြင်း NCA မထိုးရတဲ့အဖွဲ့အစည်းတွေကိုဖိတ်ခေါ်ပြီးညှိနှိုင်းဆွေးနွေးတာတွေလုပ်တင်တယ်လို့ရခိုင်ဦးဆောင်ပါတီမှဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါတယ်။လာမယ့်အစိုးရအတွင်းမတူတဲ့ကူးပြောင်းရေးအစိုးရပေါ့။လူသားညီညွတ်ရေးလူသားညီညာစီကိုဒီဘယ်ပေါင်းစုံကျွန်တော်တို့သုတ်တာကမတူကွေးကြတာတွေကိုစုဖွင့်ထားတဲ့ပြုတ်ပြောင်းတယ်လို့တက္ကမရေးအချင်းပြုတ်ပြောင်းတယ်လို့ခိုင်မာအားကောင်းတဲ့ဆိုရတရားဖြစ်တော့ပုံဖို့လာနိုင်တာအဲ့ဒါလိုပဲအခုနကနာလူသားညီညွတ်ရေးလူသားညီညာစီအတွက်ဥပဒေစဉ်ထိကတဲ့နှစ်ဆလောက်ပုံကျူးစားပြီးမှခုနကတော့ပြည်ရစီရစီအောင်နော်လာတဲ့ကာလမှာကျွန်တော်တို့ခုစီမချီကဥပဒေနဲ့ပတ်သက်တဲ့ဒီပုံမှန်ဒီနိုင်ပြင်ဆင်ဒါမျိုးနော်လက်နက်ကင်ပြခါမှာပြည်ဝင်ပါနေကြတဲ့ NCA မထိုးထားတဲ့အခုစီလိုပြကိုဒီမှာဒီပုံချက်ကဥပဒေရဆွေးနွေးတိုင်ပင်တာမျိုးဒီနိုင်တာမျိုးပေါ့ဗျာလိုအပ်တဲ့ပြည်မှုမျိုးအထိတော့ဒါရှစ်ဆက်သွားနိုင်တယ်ဆိုအဲ့ဒါမျိုးပဲကျွန်တော်တို့ဟိုပေါ့ဗျာလက်ရှိကလာခင်းချင်းမှာပေါ်ထွန်းလာတဲ့အစိုးရဟာဒီပြည်ရစစ်တပ်တရားကရုပ်ထွက်တယ်လို့ပေါ့ဗျာလူသားညီညွတ်ရေးကိုအခိုင်အမာတိဆောက်သွားမယ်လူကိုတက်တဲ့တစ်ခုကိုပြမယ်လို့ထင်နေကြအဲ့ဒီလိုမျိုးပြနိုင်အောင်လို့ကြိုးစားမယ်ဆိုရမျိုးဖြစ်ဖို့ရတယ်ဗျရွေးကောက်ပွဲလုံးအစိုးရတရကိုပထမဦးဆုံးတိုက်တွန်းရမယ့်ကိစ္စရပ်ကကုန်စည်နှုန်းကြီးမြင့်မှုလျှက်စစ်မီရရှိရေးစတဲ့ပြဿနာတွေကိုဖြေရှင်းဆောင်ရွက်ဖို့ဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသပ်သူဒေါက်တာအောင်မျိုးက CNN သတင်းဌာနကိုပြောပါတယ်။ကျွန်တော်တို့တိုက်တွန်းရမယ့်ကိစ္စဒီကတော့ကျွန်တော်တို့ဟိုဟာဒီပေါ့နော်ဒီကုန်စည်နှုန်းကျဆင်းရေးပေါ့နော်ကုန်စည်နှုန်းကျဆင်းရေးနောက်ပြီးတော့ကျွန်တော်တို့ကဒီတိုင်းပြည်ရဲ့ဒီကာကွယ်ရေးကဏ္ဍပေါ့နော်ကာကွယ်ရေးကဏ္ဍဟိုကုန်စည်နှုန်းကျဆင်းရေးဆိုရကြတော့သူကဒီ budget policy တို့နော်ဒါကျွန်တော်ကအစိုးရရဲ့ကျွန်တော်တို့ဟောပေါ့နော်ဟောပေါ့ညာဒီ import export policy တို့အကုန်လုံးကျွန်တော်ကဟိုပေါ့နော်ညှိနှိုင်းပြီးလုပ်ဆောင်မှာဖြစ်ပါတယ်အဲ့တော့ဟိုပေါ့နော်ဟိုဒါတွေကတော့အများကြီးပေါ့ဗျာလက်ရှိအစိုးရလည်းကြိုးစားနေတာပဲပေါ့နော်ဒါပေမဲ့ကိုစင်းတို့ကတော့ကြာမလာဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့အဲ့ဒီကိစ္စကတော့ဟိုကိုနီကိုဟန်နဲ့ဘယ်လိုကင်တွေရောက်လဲဆိုတာတော့အဲ့ဒီရတော့ရှိကြပါတယ်အဲ့ဒီနောက်တင်းကုန်ပို့ကုန်လုပ်ငန်းတွေတင်းကျပ်နေတဲ့မူဝါဒတွေဖြေလျှော့ပေးဖို့လိုအပ်တယ်လို့ဗဟိုဘဏ်တို့25ရာခိုင်နှုန်းကိုဒေါ်လာ2100ကျပ်နဲ့ရောင်းပေးရမယ့်မူဝါဒကိုဖျက်သိမ်းတင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်း2026ခုနှစ်ဇန်နဝါရီနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပဖို့စီစဉ်ပြီးနိုင်ငံတည်ငြိမ်အောင်ကြိုးပမ်းလျက်ရှိနေပါတယ်။ပြည်သူလူထုကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုပြည်သူအကျိုးနိုင်ငံအကျိုးကိုတကယ်လှုံ့ဆော်မဲ့ကိုယ်စားလှယ်လောင်းနဲ့နိုင်ငံရေးပါတီတွေကိုရွေးချယ်ဖို့လိုအပ်တယ်လို့နိုင်ငံရေးလေလာစောင့်ကြည့်သူတွေကအကြံပြုကြပါတယ်။တစ်ဖက်မှာလည်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ຫນွေဦးတော်လိုင်းအင်အားစုတွေကမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ကြွေးကြော်ထားတယ်လို့ရွေးကောက်ပွဲပူးပေါင်းပါဝင်သူတွေကိုလည်းအရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာအပြန်အလှန်တိုက်ခိုက်နေကြတာကြောင့်ဆိုးရွားစွာထိခိုက်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေကိုအကူအညီထောက်ပံ့ပေးဖို့ထိုင်းဆိုရကပြည်စုံကျေပြန့်တဲ့ဗဏ္ဍာရေးနဲ့ထောက်ဖို့အကူအညီအစီအစဉ်တွေကိုပြင်ဆင်နေရဆွဲတဲ့တင်ပဲဖြစ်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာအပြန်အလှန်တိုက်ခိုက်နေကြခြင်းကြောင့်ဆိုးရွားစွာထိခိုက်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေကိုအကူအညီထောက်ပံ့ပေးဖို့ထိုင်းဆိုရကပြည်စုံကျေပြန့်တဲ့ဗဏ္ဍာရေးနဲ့ထောက်ဖို့အကူအညီအစီအစဉ်တွေကိုပြင်ဆင်နေကြောင်း The Nation ကဖော်ပြခဲ့ပါတယ်။ဒီဇင်ဘာ10ရက်မှာပြုလုပ်ခဲ့တဲ့စီးပွားရေးဝန်ကြီးအဖွဲ့အစည်းအဝေးပြီးမှနိုင်ငံခြားရေးဝန်ကြီးဌာနကအဆိုပြုထားတဲ့ကနဦးအဆင့်ပံ့ပိုးကူညီရေးအစီအမံတွေကိုအရေးပေါ်ပြန်လည်ပြင်ဆင်ဖို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနကိုပြန်လည်ပေးပို့ခဲ့ကြောင်းအစိုးရအိမ်တော်မှသတင်းရင်းမြစ်တွေကအတည်ပြုပြောကြားပါတယ်။စီးပွားရေးဝန်ကြီးအဖွဲ့ကကူညီထောက်ပံ့မှုကိုပုံပုံမြင့်တင်ဖို့နဲ့ပဋိပက္ခရဲ့အခြေအနေနဲ့ကိုက်ညီမှုရှိတဲ့ပြင်ဆင်ချက်တွေကိုဖြည့်ဆွတ်ဖို့တောင်းဆိုခဲ့ပါတယ်။
ထိုင်းကမ္ဘောဒီးယားစီးပွားရေးကောင်စီနဲ့ပြည်내အဆင့်ကုန်သည်ကြီးများအသင်းတို့မှကိုယ်စားလှယ်တွေဘဏ္ဍာရေးစိုက်ပျိုးမွေးမြူရေးဆောက်လုပ်ရေးနဲ့ထောက်ပို့စီမံခန့်ခွဲရေးအပါအဝင်ကဏ္ဍအသီးသီးမှာစီးပွားရေးခေါင်းဆောင်တွေနဲ့ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်ရေးဆွဲခဲ့တဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကနဦးအစီအစဉ်မှာပုဂ္ဂလိကကဏ္ဍအပေါ်ထိခိုက်မှုတွေကိုအသေးစိတ်ဖော်ပြထားပါတယ်။ဒီထုတ်ပြန်ချက်မှာများပြားတဲ့ကဏ္ဍတွေအပေါ်ဆိုးရွားတဲ့တိုက်ရောက်မှုတွေရှိကြောင်းအတည်ပြုခဲ့ပါတယ်။ထောက်ပံ့ရေးကွင်းဆက်ပြိုလဲမှုကိုကြည့်မယ်ဆိုပါကနယ်စပ်တွေကိုပိတ်ထားတဲ့အချိန်မှာကုမ္ပဏီတွေဟာကုန်လမ်းပို့ဆောင်မှုတွေမလုပ်နိုင်တော့ပဲရေလမ်းမှတဆင့်ပို့ဆောင်မှုတွေပြုလုပ်နေရတာကြောင့်အကုန်အကျပုံပုံများပြားလာခြင်းနဲ့ကုန်စည်တွေပို့ဆောင်တဲ့အချိန်တွေကိုပုံမကြာရှည်စေခဲ့တယ်လို့တွေ့ရမှာဖြစ်ပါတယ်။အဲဒီနောက်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတွေရဲ့ဝင်ငွေတွေနှဲပါခဲ့ပြီးဆောက်လုပ်ရေးကုမ္ပဏီတွေကလည်းကုန်ကျန်းပစ္စည်းတွေပြက်လက်မှုကိုရင်ဆိုင်ခဲ့ကြသလိုအချို့ကုန်ကျန်းပစ္စည်းတွေကိုဗီယက်နမ်မှတင်သွင်းရမယ့်အခြေအနေကိုရောက်ရှိနေကြပါတယ်။အလားတူကုန်သွယ်ရေးသပိတ်မှောက်မှုတွေကိုကြည့်ပါကလည်းထိုင်းတစ်သီးတွေဟင်းသီးဟင်းရွက်တွေနဲ့စီတွေကိုပိတ်ပင်မှုအပါအဝင်ကမ္ဘောဒီးယားအစိုးရရဲ့အစီအမံတွေဟာထိုင်းကုန်စည်တွေကိုသပိတ်မှောက်တဲ့လှုပ်ရှားမှုဖြစ်တာကြောင့်ဝင်ငွေတွေရောကျစေခဲ့ပါတယ်။အဲဒီနောက်အော်ဒါတွေပယ်ဖျက်ခြင်းစီးပွားရေးစာချုပ်တွေဖျက်သိမ်းခြင်းတို့ရှိခဲ့ပြီးအထူးသဖြင့်လက်လီရောင်းချမှုနဲ့ဝန်ဆောင်မှုကဏ္ဍတွေကိုထိခိုက်စေခဲ့ပါတယ်။ဒါပြင်ဈေးကွက်ရှယ်ယာတွေဆုံးရှုံးခြင်းကိုကြည့်ပါကလည်းနယ်စပ်ပဋိပက္ခကြောင့်ထိုင်းရင်းနှီးမြှုပ်နှံသူတွေဟာပရောဂျက်အသစ်တွေကိုရွှေ့ဆိုင်းခြင်းဒါမှမဟုတ်အခြားနိုင်ငံတွေကိုပြောင်းလဲပြီးရင်းနှီးမြှုပ်နှံခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။အချို့စီးပွားရေးလုပ်ငန်းတွေဟာနယ်စပ်ပဋိပက္ခကြောင့်သူတို့ရဲ့ထုတ်ကုန်အမည်တွေနဲ့ logo တွေကိုပြောင်းလဲခြင်းတို့အထိလှုံ့ဆော်ခဲ့ကြပါတယ်။ဒီအပြောင်းအလဲကဈေးကွက်တွေရှင်ပြိုင်နေတဲ့အခြားနိုင်ငံတွေအတွက်နေရာလွတ်တွေကိုဖန်တီးပေးရာရောက်နေပြီးထိုင်းထုတ်ကုန်တွေအတွက်ဈေးကွက်ရှယ်ယာတွေကိုရေရှည်ဆုံးရှုံးရမယ့်အခြေအနေကိုရောက်ရှိစေခဲ့ပါတယ်။အမေရိကန်ရဲ့နျူကလ িয়ার ဘုံးကျဲလေယာဉ်တွေဟာဂျပန်တိုက်လေယာဉ်တွေနဲ့အတူဂျပန်ပင်လယ်ပြင်ပေါ်မှာပြန်တန်းခဲ့တဲ့ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံနေရှိကောင်းကင်ရံနဲ့ပင်လယ်ရေပြင်တွေရဲ့အပေါ်မှာတရုတ်နဲ့ရုရှားပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးဒီဇင်ဘာ10ရက်မှာအမေရိကန်ရဲ့နျူကလ িয়ার ဘုံးကျဲလေယာဉ်တွေဟာဂျပန်တိုက်လေယာဉ်တွေနဲ့အတူဂျပန်ပင်လယ်ပြင်ပေါ်မှာပြန်တန်းခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ဂျပန်နဲ့အမေရိကန်ဟာရှီရင်းဆွဲအခြေအနေကိုအင်အားသုံးပြီးပြောင်းလဲမယ်။တစ်ဖက်သက်အားထုတ်ကြိုးပမ်းမှုတွေကိုတားဆီးဖို့တန်တိတ်တန်ချထားမှုကိုထပ်မံအတည်ပြုခဲ့ပြီးအသည့်အနေထားပြင်ဆင်ထားမှုကိုလည်းအတည်ပြုခဲ့တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ17ရက်မှာပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့ B-52 မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်2စင်းဟာဂျပန်ရဲ့ F-35 ကိုပြောက်တိုက်လေယာဉ်3စင်း F-50 တိုက်လေယာဉ်3စင်းတို့နဲ့အတူပူးတွဲပြန်တန်းခဲ့ခြင်းဖြစ်ပါတယ်။အခုလိုအမေရိကန်နဲ့ဂျပန်စစ်လေယာဉ်တွေပူးတွဲပြန်တန်းမှုဟာပြီးခဲ့တဲ့သတင်းပတ်ကတရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေစတင်ခဲ့ပြီးနောက်ပထမဆုံးချိန်ပူးတွဲပြန်တန်းမှုဖြစ်ပြီးတရုတ်ကိုအင်အားပြခြင်းဖြစ်နိုင်တယ်လို့လေ့လာသူတွေကပြောကြားခဲ့ပါတယ်။ဒီဇင်ဘာ9ရက်ကလည်းအရှေ့တရုတ်ပင်လယ်နဲ့အနောက်ပစိဖိတ်သမုဒ္ဒရာပေါ်မှာတရုတ်နဲ့ရုရှားမဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေပူးတွဲပြန်တန်းခဲ့ပါတယ်။တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုရဲ့စစ်ရေးလေ့ကျင့်မှုတွေအတွင်းတရုတ်တိုက်လေယာဉ်တွေကဂျပန်လေယာဉ်တွေကိုရေဒါပေါ်မှာပြစ်မှတ်ဖြစ်ချိန်ရွယ်ခဲ့တဲ့အတွက်ဂျပန်နဲ့တရုတ်ကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအမေရိကန်ကဝေဖန်ခဲ့ပါတယ်။ဒီလှုပ်ဆောင်ချက်ဟာဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုအထောက်အကူဖြစ်စေကြောင်းအမေရိကန်နဲ့ဂျပန်ကြားမဟာမိတ်ဆက်ဆံရေးဟာရောပေါသွားမှာမဟုတ်ကြောင်းအမေရိကန်အစိုးရဘက်ကပြောကြားခဲ့ပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာအမေရိကန်တပ်ဖွဲ့တွေကိုလက်ခံထားရှိပြီးဂျပန်ဟာအမေရိကန်ရဲ့လေတင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုနဲ့အမေရိကန်မရိန်းတပ်ဖွဲ့အပါအဝင်အမေရိကန်တပ်ဖွဲ့တွေကိုအများဆုံးလက်ခံထားရှိတဲ့နိုင်ငံဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံကလည်းဒီဇင်ဘာ9ရက်မှာတရုတ်နဲ့ရုရှားလေယာဉ်တွေကသူ့ရဲ့လေကြောင်းကာကွယ်ရေးတပ်မှတ်ဆုံး ADIS အတွင်းထဲဝင်ရောက်ပြန်တန်းခဲ့တဲ့အတွက်တောင်ကိုရီးယားလေတပ်ရဲ့တိုက်လေယာဉ်တွေကိုပြန်တက်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ညီညွတ်သောအာတန်လွတ်မြောက်ရေးတပ်ဦး ULFAI ရဲ့အကြီးအကဲဟာတရုတ်နိုင်ငံမှာရှိနေသေးပဲဆိုတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ညီညွတ်သောအာတန်လွတ်မြောက်ရေးတပ်ဦး ULFAI ရဲ့အကြီးအကဲဖြစ်တဲ့ပါရက်ဘာရှူအာဟာတရုတ်နိုင်ငံမှာရှိနေသေးဖြစ်တယ်လို့အဆန်ထွင်ပြူးသတင်းဝက်ဆိုက်ကဖော်ပြထားပါတယ်။သူဟာမြန်မာနိုင်ငံရှိ ULFAI တပ်ဖွဲ့တွေရဲ့စခန်းတွေကိုလာရောက်ခြင်းမရှိသည်မှာဆယ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမကြသေးမီကလက်နက်ချခဲ့တဲ့ ULFAI ထိပ်သီးခေါင်းဆောင်တို့ဖြစ်တဲ့အာဝရွန်ဒိုတိုင်ဒိုဟိုချာခေါ်အာဝရွန်ဒိုတိုင်အာတန်ကထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ဒိုဟိုချာလက်နက်ချခဲ့ပြီးနောက်ရဲတပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့တွေဟာမြန်မာနိုင်ငံအတွင်းရှိ ULFAI စခန်းတွေရဲ့အခြေအနေကိုအသေးစိတ်ကိုသိရှိခဲ့ကြောင်းအိန္ဒိယရဲအရာရှိတွေကအာဆန်ထွင်ပြူးသတင်းစာကိုပြောကြားခဲ့ပါတယ်။မကြသေးမီက ULFAI စခန်းတွေမှာဒရုန်းတွေနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ULFAI စစ်သွေးကြွတွေကိုခိုလုံခွင့်ပေးခဲ့တဲ့နာဂလက်နက်ကိုင်အဖွဲ့တွေကပါစိုးရိမ်လာခဲ့ကြတယ်လို့ဆိုပါတယ်။လက်ရှိမှာ ULFAI စစ်သွေးကြွတွေနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိနေတဲ့နာဂလက်နက်ကိုင်အဖွဲ့တွေဟာသူတို့ဘာပြဿနာတက်နိုင်မဲ့အခြေအနေကိုစိုးရိမ်ပူပန်နေကြပါတယ်။ဒိုဟိုချာဟာအကြောင်းရင်းအချို့ကြောင့်
လက်နက်ချခဲ့တာဖြစ်ပါတယ်ပထမအကြောင်းအရင်းမှာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပြည်တန်းလိုက်တိုင်းကစားနေသလိုဖြစ်နေတဲ့အခြေအနေဟာအနာဂတ်မရှိတဲ့အချက်ကိုနားလည်သွားတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်စကန်တွေမှာ drone တွေနဲ့တိုက်ခိုက်ခံခဲ့ရပြီးနောက် UNFAI အဖွဲ့ရဲ့ဂေတာတွေဟာစိတ်သက်ကြဆင်းလာခဲ့တယ်လို့ဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ် UNFAI ရဲ့တပ်သားတဲ့အများစုဟာ UNFAI ရဲ့အယူဝါဒနဲ့ပတ်သက်ပြီးဘိုးတူးတာမရှိပဲပညာတတ်တွေမဟုတ်ပါဘူး။အစိုးပိုင်းကာလတွေကတပ်သားတွေဟာနိုင်ငံရေးသင်ခန်းစာတွေကိုသင်ယူခဲ့ရပေမဲ့ဒီနိုင်ငံရေးသင်တန်းတွေမရှိတော့ဒီမှာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။ UNFAI ခေါင်းဆောင်ဘာယူအာဟာအခြားခေါင်းဆောင်တွေကေဒါတွေနဲ့အဆက်အဆံမလုပ်ပဲအဝေးမှာသာနေထိုင်လျက်ရှိပါတယ်။သူဟာမြန်မာနိုင်ငံရှိ UNFAI စခန်းတွေကိုမလာဒီမှာဆယ်စုနှစ်တစုကျော်ကြာမြင့်နေပြီဖြစ်ပြီးဒိုဟိုချာကိုယ်တိုင်ကလည်းဘာယူအာနဲ့မတွေ့ရဒီမှာနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပါတယ်။မကြာသေးမီကကာကိုပတ်တာတပ်စခန်းမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကိုဘာယူအာကကြိုးကန်ခဲ့တာဖြစ်ပြီးဒိုဟိုတီယာကိုအတိပေးခဲ့တာမရှိတာကြောင့်သူတို့နှစ်ဦးကြားယုံကြည်မှုပြတ်ပြားခဲ့ပါတယ်။ဒိုဟိုချာရဲ့ဇနီးနဲ့သားသမီးနှစ်ဦးဟာမြန်မာနိုင်ငံမှာရှိနေသေးဖြစ်ပြီးသူလက်နက်ချအဖမ်းခံခဲ့ချိန်ကမိသားစုကိုခေါ်ဆောင်လာနိုင်ခဲ့တာမရှိပဲတပ်တော်ဆောင်တဦးနဲ့သာရောက်ရှိလာခဲ့တာဖြစ်ကြောင်းရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေကအာဆန်ထွေပြူးသတင်းစာကိုပြောကြားခဲ့ပါတယ်။သူတို့ရဲ့စခန်းတွေဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာကေဒါအများပြားဟာလက်နက်ချဖို့စိတ်အားထက်သန်နေကြပေမဲ့မြန်မာနိုင်ငံရှိသူတို့ရဲ့အခြေစိုက်စခန်းတွေမှာမထွက်နိုင်ကြသေးကြောင်းဒိုဟိုချာကရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံရှိ UNFAI စခန်းတွေဟာထိပ်တန်းကောင်းဆောင်မိုက်ကယ်ဒက်ကာဖူကန်ရဲ့လက်အောက်မှာရှိနေပါတယ်။ CNI သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နိုဝင်ဘာလအတွက် Serie A တလတာအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ Cremonese အသင်းတိုက်စစ်မှုဖာဒီဟာပထမဆုံးအင်္ဂလန်ကစားသမားအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ခရီမိုနီစီအသင်းတိုက်စစ်မှုဗာဒီယာနိုဝင်ဘာလအတွက်စီးရီတလာတာအကောင်းဆုံးကစားသမားဆုရခဲ့ပြီးသူဟာဒီဆုကိုရရှိတဲ့ပထမဆုံးအင်္ဂလန်ကစားသမားဖြစ်အမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။အသက်38နှစ်အရွယ်ရှိဗာဒီယာပြီးခဲ့တဲ့လကစီးရီ3ပွဲပါဝင်ကစားခဲ့ပြီးဂျိုဗင်တက်အသင်းနဲ့ပွဲစဉ်မှာခရီမိုနီစီအသင်းအတွက်တဂိုးသွင်းယူခဲ့ပါတယ်။ပရိသတ်တွေရဲ့မဲပေးမှုတွေနဲ့စည်ရင်ချက်လက်တွေကိုပေါင်းစပ်ထားတဲ့စီးရီတလာတာအကောင်းဆုံးဆုမှာဗာဒီယာအေစီမီလန်အသင်းကိုသမားမိုက်ကယ်နန်အင်တာမီလန်အသင်းတိုက်စစ်မှုလော်ဒရိုမာတီနက်နာပိုလီအသင်းတောင်ပန်ကစားသမားနီဂျီနိုဝါအသင်းကအိုစတီကာနဲ့အူဒီနီအသင်းကဇာနီအိုလိုတို့ကိုအသာရပြီးရရှိခဲ့တာပါစီးရီရဲ့အမှုဆောင်ချုပ်ဒီစီယာဘိုကဗာဒီယာတကယ်ကိုတခြားခေတ်ကစားသမားတူပါခရီမိုနီစီအသင်းထံသူရောက်ရှိလာခဲ့တာကိုစီးရီပရိသတ်တွေကဆရာထက်တန်စွာကြိုးဆိုခဲ့ကြပြီးဗာဒီယာထိပ်တန်းအဆင့်စွမ်းဆောင်ရည်တွေငွေရပါခေါင်းဆောင်မှုအရေးပါတဲ့သွင်းကိုတွေနဲ့ပြန်ပေးဆက်နေပါတယ်ဒါကသူ့ကိုအမြဲတမ်းထင်ရှားစေတဲ့ပြိုင်ဆိုင်လိုမှုစိတ်နဲ့ဂိုးသွင်းစွမ်းရည်တွေရလက်လို့ပြောခဲ့ပါတယ်73နှစ်ကြာကစားခဲ့တဲ့လက်စတာအသင်းနဲ့စာချုပ်ကုန်ဆုံးခဲ့ပြီးနောက်နေရာဒီမှာခရီမိုနီစီအသင်းတန်ပြောင်းရွှေ့လာခဲ့တဲ့ဗာဒီယာအသင်းအတွက်10ဝဲပါဝင်ကစားထားပြီး4ဂိုးသွင်းယူထားပါတယ်။စီးရီပြိုင်ပွဲရဲ့တလတာအကောင်းဆုံးစားသမားဆုကို2019ခုနှစ်မှာစတင်ချီးမြှင့်ခဲ့တာဖြစ်ပြီးဗာဒီမတိုင်မီကဘဲအင်္ဂလန်ကစားသမားကမှဒီဆုကိုရယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ခရီမိုနီစီအသင်းဟာစီးရီနောက်ဆုံး2ပွဲဇက်တိုက်အနိုင်ပွဲရရှိထားပြီးအမှတ်ပေးစရာအဆင့်9နေရာမှာရပ်တည်နေကဥရောပဝင်ခွင့်နေရာကအသင်းနဲ့4မှတ်ကွာဟနေတာပါ။ခရီမိုနီစီအသင်းဟာလာမယ့်စီးရီပွဲစဉ်အဖြစ်တိုရီနိုအသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ12ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပျော်ရွှင်တဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါသည်ရှင်။